ငွေအလွဲသုံးစားလုပ်တာမျိုးကို English ဆိုဘယ်လိုခေါ်မလဲပေါ့ပြီးရင်ပရဟိတသမားကိုရော English ဆိုဘယ်လိုခေါ်မလဲပေါ့နော်အဲ့တော့ပထမဆုံးအနေနဲ့ပရဟိတသမားနဲ့ပတ်သက်ပြီးတော့သွားမယ်ပေါ့ပရဟိတသမားဆိုရင်တော့သူက philanthropic ဆိုတဲ့စကားလုံးလေးရှိရဲအဲ့တော့ philanthropic ကကြတော့သူကပရဟိတသမားဖြစ်တဲ့တကယ်လို့ပရဟိတမြောက်တော်လို့ပြောချင်တယ်ဆိုရင်လည်းလွယ်တယ်ပေါ့နော် philanthropic ပါသူက PIC နဲ့စုံတယ်ပေါ့အဲ့ဒါကြတော့သူကဒီပရဟိတမြောက်တော်ဆိုတဲ့အဓိပ္ပာယ်ထွက်ပြီးတော့ philanthropic ကကြတော့သူကပရဟိတသမားဖြစ်တယ် HMN အနေနဲ့ဆိုရင်တော့ he is a philanthropic he always donate all his money သူကပရဟိတသမားတစ်ယောက်ဖြစ်တယ်ပတ်စံတွေအားလုံးကိုလည်းအမြဲတမ်းလှူတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးထွက်တယ်ပေါ့ပြီးရင်နောက်တစ်ခုက philanthropic ဖြစ်ပါတယ်အဲ့တော့ philanthropic ကြတော့သူကပရဟိတမြောက်တော့ I appreciate your philanthropic effort ပေါ့ဒီပရဟိတမြောက်တဲ့အားစိုက်ထုတ်မှုကိုငါအတိအမှတ်ပြုတယ်ဆိုတဲ့သဘောမျိုးလေးဖြစ်ပါတယ်ဆိုအဲ့တော့နောက်ထပ်တစ်ခုအနေနဲ့ဆိုရင်တော့သူများရဲ့ဒါအလူငွေပဲဖြစ်ဖြစ်တစ်ခုခုကိုကိုကျိုးအတွက်အသုံးပြုတဲ့သူတွေပေါ့အဲ့တော့ကိုကျိုးအတွက်အသုံးပြုပြီးတော့ဒါငွေကြေးအလွဲသုံးစားလုပ်တယ်ဆိုရင် English လို embezzle ဆိုတဲ့စကားလုံးလေးရှိရဲအဲ့တော့ embezzle ဆိုတဲ့စကားလုံးကကြတော့သူကငွေအလွဲသုံးစားပြုလုပ်သည်ဆိုတဲ့သဘောမျိုးလေးထွက်တာဖြစ်ပါတယ်So ဥပမာ example အနေနဲ့ဆိုရင်တော့ the accountant tried to embezzle money from the company's charity account ပေါ့ဒါဆိုရင် company ရဲ့ဒါလှူမဲ့စုထားတဲ့ငွေပေါ့နော်အဲ့တော့ဒီ company ရဲ့လှူဖို့စုထားတဲ့ငွေအကောင့်ထဲကနေပြီးတော့အဲ့တော့ပတ်စံတွေကို accountant ဖြစ်တဲ့အတွက်စည်ရင်းကင်ကကြတော့သူကဒီအလွဲသုံးစားလုပ်ကိုစူးစမ်းခဲ့တယ်ဆိုတဲ့သဘောမျိုးလေးဖြစ်ပါတယ် Okay philanthropic ပရဟိတသမား philanthropic ပရဟိတမြောက်တော့ embezzle ငွေကြေးလွဲသုံးစားပြုလုပ်သည် Okay အဲ့တော့ကျွန်တော်ရဲ့အတန်းတွေပဲဖြစ်ဖြစ်ကျွန်တော်ရေးသားထားတဲ့စာအုပ်တွေပဲဖြစ်ဖြစ်ဒါအနံဝယ်ယူခြင်းနဲ့ဆိုရင်ကျွန်တော် English with Sky လို့ရှာကြည့်လို့ရတယ်ပေါ့နော် Okay ဆိုတော့အားလုံးကြိုးရှိသွားမယ်လို့ယုံကြည်ပါတယ်